ရှိသလိုလူတွေကကောင်းကင်မှာဆိုရင်ထူးဆန်းတဲ့ပေါင်မိုက်တဲ့ဝမ်းနည်းစရာကောင်းတဲ့နေရာဖြစ်တယ်။ဘုရားသခင်ကိုပုံကန်ခဲ့တဲ့ Fallen Angels ကိုအကျဉ်းချထားတဲ့ထောင်ဖြစ်တယ်လို့ဖော်ပြထားတာရှိပါတယ်။တတိယကောင်းကင်နဲ့အရေးကြီးဆုံးအပိုင်းမှာတောင်ဘက်မှာအေရင်ဥယျာဉ်တနည်းအားဖြင့် Paradise မြန်မာလိုဆိုရင်ပါရဏိတုဘုံဆိုတဲ့အရာရှိပါတယ်။အဲ့ဒီတတိယကောင်းကင်ဘုံရဲ့မြောက်ဘက်အချမ်းမှာတော့မိမြစ်တွေစီးဆင်းနေပြီးတော့အပြစ်သားတွေကိုနှက်ဆက်တဲ့နေရာဖြစ်ဖော်ပြထားတာရှိပါတယ်။မှတ်ချက်အနေနဲ့ရှေးဟောင်းအယူဆတွေမှာဆိုရင်ငရဲကမြောက်ထဲမှာရှိနေတာမဟုတ်ဘဲနဲ့တတိယကောင်းကင်ဘုံရဲ့မြောက်ဘက်မှာရှိတယ်လို့ယူဆရှိပါတယ်။စတုတ္ထကောင်းကင်နေလတွေလမ်းကြောင်းတွေရှိနေတဲ့နေရာပါနေမင်းကြီးရဲ့ရထလုံးကိုဆွဲနေတဲ့ Phoenix တွေခြေသိပ်ပုံစံကောင်းကင်တမန်တတဝါတွေရှိတယ်လို့ဖော်ပြထားပါတယ်။အစ္စမကောင်းကင် The Watchers Gorgo လူသားတွေနဲ့ရောနှောပတ်သက်ခဲ့တဲ့ပုံကံသူကောင်းကင်တမန်တွေရဲ့ခေါင်းဆောင်တွေရှိနေတဲ့နေရာခွဲခြားဆက်ဆံထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။စတမကောင်းကင်တမန်တွေအပေါင်းအသင်းတွေနေထိုင်တဲ့နေရာပါ။သတ္တမကောင်းကင်ကနေဒသမကောင်းကင်အထိကတော့ဘုရားသခင်ရဲ့ပလင်တော်စိုးစံရအရက် The Throne Room ပဲဖြစ်ပါတယ်။ပိုင်းလေးပြက်ကလေးစစ်ပွဲဖြစ်ခဲ့တဲ့အကြောင်းရင်းကျွန်တော်တို့စဉ်းစားမိကြပါလိမ့်မယ်။ဒီနောက်ကဘာဖြစ်လို့ဒီလောက်တောင်အတိအကျကြီးတွေလိုက်ပြီးတော့မှရေးနေတာပြောနေတာရှိရတာတကယ်တော့ဒီဟာကပြက်ကလေးစစ်ပွဲတစ်ခုကိုသူကစိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ဘယ်လိုပြက်ကလေးစစ်ပွဲလဲဆိုတော့ Solar Calendar နဲ့ Lunar Calendar ဆိုပြီးတော့မှပြဿနာတက်ခဲ့တဲ့အရာတစ်ခုကြားဖို့မှာပါအဲ့ဒီခေတ်ကလူတွေနဲ့ Paris share တွေတော်တော်များများကလကိုအခြေခံတဲ့ပြက်ကလေး Lunar Calendar ကိုအသုံးပြုကြပါတယ် Lunar Calendar မှာဆိုရင်ရက်ပေါင်း354ရက်ပဲရှိတယ်လို့အခြေခံထားပြီးတော့ Urea ကအိမ်နောက်ကိုတင်ကြားပေးလိုက်တဲ့နေပြက်ကလေး Solar Calendar မှာဆိုရင်ရက်ပေါင်း364ရက်ရှိတယ်လို့ဖော်ပြထားခဲ့ပါတယ်ဒီနောက်ကျမ်းထဲမှာဒီလိုအတိအကျဆိုထားတဲ့အကြောင်းအရာလည်းရှိခဲ့တယ်ဘာဖြစ်လို့အဲ့ဒီတုန်းကနေပြက်ကလေးနဲ့လပြက်ကလေးကအရေးတယူပြဿနာဖြစ်ခဲ့ရတယ်လဲဆိုတဲ့အကြောင်းအရာကဒီနေရာမှာစပါတယ်ဘုရားသခင်ကသတ်မှတ်ထားတဲ့ပွဲတော်တွေရှိပါတယ်အဲ့ဒီပွဲတော်တွေကရက်တွေကွဲလဲနေမယ်ဆိုရင်ပွဲတော်လုပ်တဲ့ရက်တွေကလည်းလွဲလာမှာဖြစ်ပြီးတော့ဝိပုကိုးကွယ်ရမှာအရာမထင်ဘူးဘုရားကလည်းလက်မခံဘူးဆိုပြီးတော့မှသူတို့ကယုံကြည်လာကြပါတယ် Desis ကပင်လယ်သေးစာလိပ်တွေကိုရေးသားခဲ့တဲ့ကုရ်အန်အတိုင်းဝိုင်းကတော့သူတို့ခေတ်ကယေရုရှလင်ဗိမာန်တော်ကိုတပိတ်မောက်ခဲ့ကြတယ်လို့